Hello မင်္ဂလာပါတကယ်ချင်းတွေအားလုံးဒီနေ့မင်္ဂလာပေါင်းပြည့်စုံပြီးတော့နော်ခုလိုခရစ်စမတ်အချိန်ကာလမှာတကယ်ချင်းတို့ပေါ်သခင်ယေရှုရဲ့ချစ်ချင်းမေတ္တာတွေနော်ကောင်းချီးတွေကြားရောက်ပါစေလို့ဆုမွန်ကောင်းတောင်းရင်လည်းအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဒီနေ့လောလဲပိတ်တဲ့အိမ်မှာအေးစေးမိမတော့ဒီနေ့ချက်ကြောင်းမှာသူတို့ဟိုရင်းရှိတယ်ဆိုတော့တွားတယ်ကျွန်တော်တို့လိုက်မတော့ပါဘူးကျွန်တော်တို့အိမ်မှာပဲနေတယ်ဟောဒီနေ့တငယ်ချင်းတွေကိုအလာဘာတလာဘာပြောပြမျှဝေဖို့ဘာတွေမျှဝေကောင်းမလဲဆိုစဉ်းစားတော့တစ်ချိန်ကကျွန်တော်လုံခြုံရေးဝန်ထမ်းလုပ်တော့ကကျွန်တော်နဲ့အတူတူဆုံခဲ့တွေ့ခဲ့တဲ့ကျွန်တော်ရဲ့အလုပ်ဖို့ပေါ့ဗျာသူ့နာမည်ရာဗီတဲ့သူခရစ်ယာန်ဟိန္ဒူခရစ်ယာန်လူမျိုးပေါ့နော်တမေခရစ်ယာန်ပေါ့ဗျာဗမာပြည်မှာဆိုတော့တမေကလာလို့ပြောတဲ့အဲ့လိုတမေခရစ်ယာန်ပေါ့နော်အဲ့တော့သူကအိန္ဒိယနိုင်ငံဂူဂျရတ်မှာနေတယ်တမလေးရှားကိုသူလာလုံခြုံရေးလုပ်ဖို့လာတာပေါ့ကျွန်တော်လည်းအဲ့ချိန်မှာလုံခြုံရေးကုမ္ပဏီတစ်ခုမှာလုံခြုံရေးလုပ်နေစဉ်သူနဲ့ဆုံတွေ့ခဲ့တယ်သူပြောပြတဲ့ဖြစ်ရမှန်လေးဒီခရစ်စမတ်ကာလမှာဖြစ်ခဲ့တဲ့ဖြစ်ရမှန်လေးတစ်ခုကိုကျွန်တော်မျှဝေမယ်အဲ့တော့ဒါကခုနှစ်တက္ကရာတွေပါရတော့ကျွန်တော်လည်းမမှတ်မိတော့ဘူးဒါပေမဲ့လွန်ခဲ့တဲ့15-16နှစ်အရင်ပေါ့ဗျအဲ့ချိန်ကျွန်တော်လည်းကိုလိုမျိုးအဆင်မပြေသေးတဲ့အချိန်ကာလတစ်ခုပေါ့အဲ့တော့အဲ့လိုအချိန်မျိုးမှာကျွန်တော်လုံခြုံရေးလုပ်နေတဲ့အချိန်မှာဆုံခဲ့ရတဲ့မိတ်ဆွေတယောက်ရဲ့ပြောပြတဲ့ဖြစ်ရမှန်လေးပေါ့နော်အဲ့တော့ရဘီကအိန္ဒိယနိုင်ငံဂူဂျရတ်မှာတော့နေတယ်ပြီးတော့သူကဘုံဘေမျိုးပေါ်မှာတက်ပြီးတော့သူကလုံခြုံရေးအလုပ်လုပ်တယ်အဲ့တော့သူကအခုလိုခရစ်စမတ်ပိတ်ရကြတော့သူတို့ခရစ်ယာန်တွေရဲ့ holiday ဆိုတော့ဗျာသူခွင့်ရပြီးတော့သူပြန်လာဖို့ရွာအောင်အဲ့တော့ပြန်တော့သူ့မှာကိုယ်ပိုင်ဆိုင်ကယ်ရှိတယ်ဗျကိုယ်ပိုင်ဆိုင်ကယ်ရှိတယ်ဆိုတော့သူဆိုင်ကယ်နဲ့သူပြန်လာဖို့ဗျာသူအိမ်ကိုသူအဲ့တော့အဲ့ဒီသူအိမ်ကိုရောက်ဖို့ဘယ်တော့လိုလဲဆိုတော့နာရီနဲ့တော့မယ်ဆိုရင်2နာရီ3နာရီလောက်ထပ်ပြီးဆိုင်ကယ်မောင်းရမယ်ခကြီးကွာဝေးမှာလမ်းခီးမှာအမျိုးသမီးတယောက်သူတွေ့တယ်မျိုးသမီးကအင်ကြီးအနက်ရောင်ဝမ်းဆက်နဲ့ကိုစောင်းကိုလည်းအမဲအောင်ဆောင်းကြီးခြုံထားပြီးတော့ highway လမ်းမပေါ်မှာတွားနေတယ်တဲ့ရဘီကိုမြင်တော့လက်လှမ်းပြတော့ရဘီကရက်ပေးလိုက်တယ်ရက်ပေးပြီးတော့မေးတယ်ပေါ့နော်အမျိုးသမီးကိုဘာဖြစ်လို့လဲဆိုတော့သူလမ်းကြုံလိုက်ချင်တယ်ခေါ်ရမလားလို့သူ့မေးတယ်အဲ့ဒါရဘီကပြောတယ်ပေါ့နော်ငါခေါ်တော့နိုင်ပါတယ်ဒါပေမဲ့နင်ကဘယ်ကိုသွားမှလဲဆိုတော့အရင်အသိပေးပါပေါ့သူပြောတဲ့ရွာကရဘီတို့ရွာထက်ပို့ပြီးတော့သွားရမယ်နှစ်ရွာကျော်လောက်မှာပေါ့သူတို့ရဘီတို့ရွာပြီးတော့နောက်ရွာတွေပေါ့လို့နှစ်ရွာကျော်လောက်သွားမယ်လမ်းခီးပြောင်းတော့ရဘီကလည်းငါအဲ့ဒီရွာထီတော့မရောက်ဘူးဒါပေမဲ့ငါရွာအဝင်မှာနင်းကချပေးမယ်နင်းအဲ့ဒီကနေတစ်ဆင့်လမ်းကျော်ဖြစ်စေကားဖြစ်စေယူပြီးတော့တွားဖို့အိန္ဒိယကကျွန်တော်တို့ဒီလိုမျိုးဗမာပြည်လိုမျိုးတောရွာတွေလိုမျိုး24နာရီမှောင်မဲပြီးတော့ချောင်းကောက်ပြီးတော့လမ်းပေါ်မှာလူမရှိတာမျိုးမဟုတ်ဘူးပြသိတယ်မလားကြိုကြားလမ်းပေါ်မှာမီးတွေကထိန်နေတယ်ကြိုကြားကားတွေကတွားလာနေတယ်ဆိုင်ကယ်တွေကတွားလာနေရှိနေအဲ့လိုအခြေအနေမျိုးဆိုတော့အန်ဒီရမရှိဘူးလားဆိုတော့အန်ဒီရတော့ရှိတာပေါ့မင်းကလေးတော့ဆိုရင်တော့ဒါပေမဲ့လည်းတိတ်ကြီးဆိုးရွားကြီးအန်ဒီရမျိုးတော့မဟုတ်ဘူးပေါ့ကာမကောင်းရင်တော့ဘယ်အရာမှဆိုဖြစ်နိုင်တယ်ပေါ့တော့ရတယ်တဲ့ငါ့ကိုနေရောက်တဲ့နေရာအထိပဲလမ်းကြုံလိုက်မယ်ပေါ့လမ်းကြုံလိုက်တဲ့လမ်းခီးမှာစကားလေးပဲပြောပြတယ်ဗျာပြီးတော့သူတို့တွားနေတဲ့လမ်းခီးမှာဒဘာဆိုသူတို့အိန္ဒိယခေါ်ဒဘာလို့ခေါ်ဒဘာဆိုတော့ဗျာကျွန်တော်တို့ပဲလမ်းဘေးဆိုင်အသေးလေးပေါ့ဗျာအဲ့တော့အဲ့မှာသူတို့ရက်ပြီးတော့
လမ်းဘေးလက်ဖေးပေါ့ဗျာအဲ့လေအစာပြေတောက်တယ်နော်မုတ်ကလေးအကျော်လေးပါလေးနဲ့လက်ဖေးလေးနဲ့အစာပြေတောက်တယ်တော့အဲ့အမျိုးသမီးကိုသူပြောတယ်တောက်ပါလားဆိုတော့ငါမတောက်ဘူးတဲ့သူဥပုသ်ဆောင်ထားတယ်လို့ပြောတယ်ဥပုသ်ဆောင်ထားတယ်သူမတောက်ဘူးလို့ပြောတယ်ဟာရဘီကပြောဒီယာကဥပုသ်လလည်းမဟုတ်ဘူးပေါ့နော်အစ္စလာမ်လည်းနေရအစ္စလာမ်လားဆိုတော့မဟုတ်ဘူးတဲ့သူကနေအစ္စလာမ်လည်းမဟုတ်ဘူးနော်အစ္စလာမ်ဥပုသ်ကလည်းညဘက်ကိုမဆောင်ဘူးပေါ့နော်အဲ့နဲ့ခရစ်ယာန်ဆိုတာလည်းဒါခရစ်စမတ်ရာသီဆိုဥပုသ်ဆောင်တဲ့ရာသီမဟုတ်ပါဘူးတော့ဘာဖြစ်လို့နေဥပုသ်ဆောင်ထားတာလဲဆိုတော့သူကဝကျန်လို့ပြောတယ်ဝကျန်ဆိုတဲ့အဓိပ္ပာယ်ဂတိတစ္ဆာတစ်ခုပေါ့ဗျာအဲ့ဒီဂတိတစ္ဆာတစ်ခုတောင်းနဲ့ငါတဲ့ဥပုသ်ဆောင်ထားတယ်တဲ့အဲ့ဒါကြောင့်ကအစာမစားဘူးပေါ့နော်ရေလည်းမတောက်ဘူးပေါ့နော်ဘယ်အထိလဲဆိုတော့သူကဘာမှမပြောဘူးရီးပြီးတော့သူအဲ့ဒီချိန်မှာသူရီးတန်ကြားတယ်ရီးတန်ကြားပြီးတော့အဲ့ဒီအမျိုးသမီးကဒီမျက်နှာကိုဒီအုပ်ထားတယ်တော့ရီးတန်သူကြားတယ်ပဲရီးတန်ကြားပြီးတော့ဘာပြောလဲဆိုတော့သူချစ်သူပြန်လာတဲ့အထိလို့ပြောတယ်တဲ့အဲ့ဒါပြီးတော့ခမရတို့ကျွန်တော်လေးစားတယ်ပေါ့နော်အဲ့လောက်ထိတောင်စောင့်ထိန်နိုင်တယ်ပေါ့နော်ခမရချစ်သူကအင်မတန်ကံကောင်းတဲ့အမျိုးသားပဲဘာညာလို့ပြောဆိုပြီးတော့အဲ့ဆိုင်ကယ်နဲ့ပြန်ထွက်တော့အဲ့ဒီမျိုးသမီးကနောက်မှတိုင်းတယ်ပေါ့အဲ့ဒါအမျိုးသမီးနာမည်နဲ့ရွာကိုတော့မေးတယ်ပေါ့နော်ခမရပဲရွာကလည်းပဲခမရနာမည်ဘယ်လိုခေါ်လဲဆိုသူပြောတယ်ဗျနောက်တော့သူကကျောင်းဆရာမလို့လည်းသူပြောတယ်သူရွာဒီရွာရဲ့မူလတန်းဆရာမလေးပေါ့ဗျအဲ့ဒါနဲ့သူ့ကောင်လေးကဘယ်လိုပြောမလဲဆိုဒီရွာကအဲ့သူတို့ရွာကပဲသူ့ကောင်လေးကမြို့ပေါ်မှာတက္ကသိုလ်ကျောင်းသားတက်ပြီပေါ့သူကတော့ကျေးရွာမှာဆရာမလုပ်ပြီးတော့နေခဲ့တယ်သူ့ကောင်လေးကမြို့ပေါ်သွားပြီးတော့တက္ကသိုလ်ကျောင်းတက်တယ်မွန်ဘိုင်မြို့ပေါ်မှာပဲပေါ့အဲ့ဒါသူကလည်းအဲ့ဆရာမလေးကလည်းရဗီကိုပြောပြဆိုသူ့ရဲ့အကောင်လေးနာမည်တွေသူ့ကောင်လေးကျောင်းတက်တဲ့ကျောင်းတွေအဲ့ဒါတွေပြောပြရတယ်တဲ့လူတရားနဲ့တရားsharing လုပ်ကြတော့ဗောဗျာစကားစမိပြောရင်လည်းအဲ့လိုမျိုးဆိုင်ကယ်လဲမောင်းလိုက်ရင်စကားလဲပြောရင်ပေါ့နော်ဟဲ့ရွာရဗီကပြောဒါဆိုရင်ပေါ့နော်ကျွန်တော်စိတ်မကောင်းပါဘူးပြောကျွန်တော်အိမ်ကိုအချိန်မီရောက်မှဖြစ်မှာဆိုတော့ကျွန်တော်ဒီအထိပဲပို့နိုင်မယ်ပေါ့နော်ခမရဒီကနေစောင့်ပြီးတော့ကားတစ်စီးစီးလမ်းကြုံခေါ်တော့တိတ်သွားတော့မဟုတ်ဘူးပေါ့နောက်တော့တန်တိုင်းလောက်သွားရင်ခမရရောက်မှာပေါ့ကျေးဇူးအများကြီးတင်တယ်ရဗီဆိုပြီးတော့အဲ့မှာဆင်းနေခဲ့ပြီးတော့ရဗီကလည်းသူ့ရွာလမ်းထဲကိုသူဝင်လာလိုက်တယ်ဒီလမ်းမကြီးပေါ်နေပြီးတော့လမ်းတို့တဲ့ပေါ့ဗျာသူတို့ရွာကိုဆက်သွားတော့ပေါ့15မိနစ်လောက်မောင်းလိုက်တော့သူတို့ရွာထဲကိုရောက်သွားပြီသူလည်းသူ့ရွာအိမ်တော့ဝယ်လာတဲ့ပစ္စည်းရတယ်အိမ်မှာထားပြီးသူလည်းပင်မနေတော့ရေမုတ်ချပြီးသူအိမ်လိုက်တယ်နောက်တစ်နေ့မနက်သူတို့ဖះเจ้าမှာကောက်တဲ့စားပွဲလို့ပုံစံမျိုးသူတို့ဒီကျေးရွာရဲ့ထုံတန်းစင်လာပေါ့ဗျာရွာမှာရှိတဲ့လူကြီးတွေအားလုံးကစုပေါင်းပြီးတော့ရွာရဲ့ထွက်တဲ့အတီးနှံတွေပါညာတွေအကုန်လုံးတတ်နိုင်တဲ့လူကတတ်နိုင်တဲ့လောက်ပေါ့ဗျာမရှိတဲ့လူကလည်းနွားနိုးရှိရင်နွားနိုးပေါ့ဗျာဒီမှာထောပတ်ရှိရင်ထောပတ်ပေါ့ဗျာအဲ့လိုမျိုးပေါ့ဗျာထည့်ပြီးတော့ဖះเจ้าမှာဖះဝင်းပြုတ်ပြီးတော့အဲ့လိုမျိုးချက်ပြုတ်ပြီးတော့စားကြတယ်ပေါ့ကောက်တဲ့စားပွဲသဘောမျိုးပေါ့ဒါပျော်ပွဲရှင်ပွဲပေါ့ဗျာအဲ့တော့သူလည်းမနဲ့ကြတဲ့ပျော်ပွဲရှင်ပွဲသူတော့သူတို့ရွာတွေရဲ့ထုံးစံတွေရှိတယ်ဗျဒီရွာမှာပျော်ပွဲရှင်ပွဲတစ်ခုလုံးမယ်ဆိုနီးစပ်ရွာလူကြီးတွေရွာရဲ့မျက်နှာဖုံးတွေကိုဖိတ်ရတယ်ဟောတော့လာကြတာပေါ့လာကြရင်လည်းသူကလည်းသူ့ရွာမှာလည်းသူ့ဖေကမျိုးရွာမျက်နှာဖုံးပေါ့ဗျာသူလည်းမျိုးပေါ်မှာသွားပြီးအလုပ်တွေပဲလုပ်တယ်ဆိုသူတို့ပေါ်မှာကမျိုးပေါ်မှာအလုပ်လုပ်တဲ့လူဆိုနည်းနည်းပေါ်ပြလာဖြစ်တဲ့ရွာမှာဆိုတော့ဗျာဒီကောင်ကမျိုးပေါ်မှာအလုပ်လုပ်တဲ့ကောင်ပါညာဆိုနေပါအရင်ဖြစ်တော့ပေါ့ဆရာကြီးထားကြတာပေါ့အဲ့တော့ရွာဟိုဘက်ရွာလူကြီးတွေလာတဲ့စကားပညာပြောတော့သူကမဲ့ပြောပြတာပေါ့ညာပေါ့နော်ခမရတို့ရွာအမျိုးသမီးတယောက်ပဲဗျာကျွန်တော်လမ်းကြုံခေါ်လာတယ်ပေါ့ဘယ်ကနေပြီးတော့ကျွန်တော်လမ်းကြုံခေါ်လာတယ်ဒါပေမဲ့ခမရတို့ရွာဒီလိုကျွန်တော်မပို့နိုင်ဘူးစိတ်မကောင်းဘူးပေါ့နော်တကယ်လို့သူ့ကိုပြောပြပါပေါ့ကျွန်တော်အနေနဲ့အင်မတန်မှစိတ်မကောင်းဖြစ်တဲ့ဝမ်းနေပါတယ်ဘာညာပေါ့ဗျာတောင်းပန်ပါတယ်ပေါ့ဘာညာတရကာကသူလည်းအာပြီးရွှီးလိုက်တော့ပေါ့ရွာသူကြီးကဘာပြောလဲဆိုတော့မင်းပြောတဲ့အမျိုးသမီးမင်းတွေးခဲ့တယ်ဟုတ်လားတဲ့ဟုတ်တယ်ဒီလိုပဲပေါ့နာမည်ကဒီလိုပြောတယ်ပေါ့မင်းလူမှားရဖြစ်မယ်နော်တဲ့ကောင်လေးပေါ့နော်ဒီအမျိုးသမီးကမရှိတော့ဘူးတဲ့ရွာမှာမရှိတော့တာကြာပြီလေတဲ့3-4နှစ်လောက်ရှိပြီပေါ့နော်
ဟာမရှိတော့ဘူးဆိုဘယ်ရောက်သွားတာလဲဆိုတော့ရွာသူကြီးကဘာပြောလဲဆိုတော့ရှုံးသွားတာလေတဲ့သူကအစိတ်တောက်ပြီးတည်သွားတာတဲ့3-4နှစ်လောက်ရှိနေပြီတဲ့မင်းတို့လမ်းမှာတွေ့ခဲ့တယ်ဆိုတော့မဖြစ်နိုင်ဘူးပေါ့နော်သူကမဖြစ်နိုင်တာဘလို့ကျွန်တော်နဲ့ဒီလောက်စကားကြိုက်ပြောတာကျွန်တော်များဟိုစားနောက်သွားတာလားတော့မပြောတော့ဘူးပေါ့သူကပြောဒါဆိုရင်ဒါသူကောက်စားနောက်ပြီးတော့ပေါ့နော်တယောက်သူနာမည်အမှန်မပြောခြင်းလို့သူလိပ်စာအမှန်မပြောခြင်းလို့မင်းကလေးဆိုတော့ဗျာသိတယ်မလားဘယ်သူပဲဝါမှန်းသူပဲဝါမှန်းမသိစေခြင်းလို့တေဝါတဲ့လူတယောက်ရဲ့အမိနာမကိုပြောရတာဖြစ်မှာပေါ့နော်သူအဲ့လိုမျိုးစိတ်ထဲမှာမှတ်လိုက်ဒါမဲ့သူကပြောပြတယ်နော်သူ့ကိုငါကျွန်တော်ပြောပြတယ်ပေါ့နော်သူကပေါ့နော်သူ့ရဲ့ကောင်လေးကဘယ်မှာចောင်းတက်နေတယ်ဘာညာမှာရွာလူကြီးကမျက်နှာပြတ်သွားတယ်လေမျက်နှာပြတ်ပြီးသူ့ဘာပြောလဲဆိုတော့မင်းဒီကိစ္စကိုလည်းမေးလိုက်တာကောင်းတယ်လို့ပြောတယ်တဲ့ထပ်ပြီးတော့ဘသူ့ကိုမှမပြောဘဲနဲ့ဒီကိစ္စကိုမင်းအာယုံတွေကနေထောက်လိုက်ပေါ့နော်မေးလိုက်တာကောင်းပါတယ်တဲ့ဘာဖြစ်လို့မင်းပြောနေတဲ့စကားတွေကမင်းတော့လည်းအကျိုးမရှိသလိုငါရွာလူတွေတော့လည်းအကျိုးမရှိဘူးပေါ့ကွာမင်းမေးလိုက်ပါလို့ပြောတယ်လူဆိုတဲ့တဘာဝဗျာတဘောပေါက်ဆိုခမရကိုဒါကြီးကိုမေးလိုက်ပါဆိုရင်ခမရပိုတတိရတယ်ဗျာဒါကြီးကိုမလုပ်ပါနဲ့ကွာဆိုအဲ့ဒါကြီးကိုပိုလုပ်ချင်တယ်ဒါအောင်မင်းတော့မကြည့်နဲ့တော့ဆိုအဲ့ဒါကိုပိုကြည့်ချင်တယ်အဲ့လိုပုံစံမျိုးဟိုတော့အဲ့ဒါလိုပြောလိုက်တော့သူကမျိုးပေါ်မှာဟိုရှင်းမကျေးရွာနေပြီးမျိုးပေါ်ရောက်သွားနေဆရာကြီးအထာဆရာကြီးဂိုက်ပန်းတာပေါ့ဗျာဒီကောင်ကဘာကြောင့်ငါ့ကိုမေးခိုင်းတာပေါ့ဒီကောင်မလေးကိုဗျာတခုလှုပ်ထားတာရှိတာပေါ့နော်ဘာညာတရားကပေါ့ဆရာကြီးထားလှုပ်ချင်တယ်ဒီကောင်စုံစမ်းအောင်တခြားလူတွေစုံစမ်းတော့လူတွေကလည်းပြောတယ်ဟုတ်တယ်အဲ့ဒီမျိုးသမီးကတေသွားပြီတဲ့ဘာကြောင့်တေသွားတာလဲဆိုတော့စုံစမ်းတော့အဲ့ဒီကောင်လေးသူပြောတဲ့ကောင်လေးကမျိုးပေါ်မှာအလုပ်လုပ်သွားလုပ်တာရွာတသေးပေါ့ဗျာမျိုးနဲ့မျိုးဖုံးရဲ့တားဗျာစောစောသူနဲ့စကားပြောတဲ့ဘေးကြီးရဲ့တားဗျာဒီကောင်လေးကမျိုးပေါ်မှာကြောင်းသွားတက်နေပညာသွားတင်နေအဲ့မှာမျိုးသူနဲ့ညားသွားတယ်ပေါ့ဗျာပညာဟိုကောင်မလေးကလည်းပညာတက်သူလည်းပညာတက်ဟိုကြောင်းတက်ပဲပြီးတော့ဘွဲတွေပါတွေရပြီအဲ့မှာမျိုးပေါ်မှာပဲစုံစည်းပြီးတော့မျိုးပေါ်မှာပဲသူတို့နှစ်ယောက်အိမ်အောင်ပြုတ်လိုက်ကြတယ်မျိုးပေါ်မှာပဲသူတို့ဘောကသူတို့အခြေချလိုက်တယ်ဒီလိုရွာမပြန်တော့ဟိုရွာမှာရှိတဲ့ဆီယာမဒီကောင်မလေးကဒီကောင်လေးနဲ့ချစ်ကြိုက်ခဲ့တဲ့ဇလန်းရွာမှာကြံခဲ့တော့သူကအဲ့ဒီမှာရင်ခွဲနာကြာပြီးကောင်မလေးကအစိတ်တောက်ပြီးတေသွားတာအဲ့တော့အဲ့ဒီကိစ္စကပြီးတဲ့ကိစ္စကပြီးသွားပြီပေါ့ဗျသူတို့လည်းမေးပြောင်းနေလိုက်ကြပြီအဲ့သူကဒါဆိုရင်ပေါ့နော်ငါ့ကိုအမျိုးသမီးတယောက်ကဒီလိုမျိုးငါနဲ့တူလမ်းကြုံလိုက်လာတယ်ငါနဲ့တူလည်းထိုင်နေစကားလည်းပြောလက်ဖေးတိုက်တာလည်းမတော့မုတ်ကျွေးလည်းမစားလမ်းခရီးမှာလည်းသူအေးစစ်စစ်ကောင်းအောင်ဘာမှလည်းဒုက္ခမပေးဘူးဘာအနန္တမှလည်းမရဘူးပေါ့နော်သူ့ကိုယ်ကနေအေးစစ်စစ်သူလိုက်လာတယ်ရှင်းကနေတော့မှငါ့ကိုနှုတ်ဆက်ပြီးတော့သူတို့ကြတော့ဗျဟိန္ဒူရိုးရာတယောက်ကတော့လက်ကင်တာပဲမရှိဘူးလေဒီလိုမျိုးလက်အုပ်ချပြီးတော့ပဲနှုတ်ဆက်ပြီးတော့တွားတယ်သူလည်းကြံခဲ့တယ်ငါလည်းလာလိုက်တယ်ပေါ့အဲ့တော့သေသွားပြီဆိုတော့သေသွားတဲ့လူရဲ့ဟိုတဲရောက်ကအတုံးချတာဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်လည်းပဲဒီလိုမျိုးဟိုအမှန်တကယ်ကြီးငါအချောက်ခါရတာသူလည်းဒုလောပြင်တော့ပေါ့အဲ့တော့အဲ့ခရစ်စမတ်ပွဲတွေပဲပြီးလဲပြောတော့သူ့ရဲ့အတော်ကအိမ်ရောက်နေတယ်လေသူ့ရဲ့အဖေအမကအဖွားကိုကြီးကအိမ်ရောက်နေအိမ်မှာတို့အိမ်မှာလာပြီးခရစ်စမတ်ပွဲလုပ်တော့အဲ့ဒီအဖွားရဲ့သူအဲ့ဒီအဖွားနေတဲ့ရွာကဆောသူပြောတဲ့အဲ့ဒီကောင်မလေးပေါ့ဗျာသူပြောတဲ့ကောင်မလေးရဲ့ရွာရဲ့ထပ်ပြီးတော့2ရွာလောက်ကျော်သေးတယ်အဲ့တော့အဖွားရတော့ဘာပြောလဲဆိုတော့တာရဲတဲ့ငါ့ကိုတဲ့အိမ်လိုက်ဖို့ပြပါတဲ့သူတို့ဒီဖះเจ้าကမီးရှိတယ်ဗျာအဲ့ဒီမီးကိုဗျာအိုးထဲမှာတဲ့ပြီးတော့ယူသွားမယ်ပေါ့အဲ့ဒီမီးကိုသူ့အိမ်ဖះကိုသူယူသွားမယ်ပေါ့ဗျာအဲ့တော့သူတို့ကဒါသူတို့ရဲ့ဟိန္ဒူတွေရဲ့ရိုးရာထုံးစံပေါ့ဗျာအဲ့တော့တခြားတရားနဲ့တွိုင်းအဆင်မပြေဘူးတဲ့နင်ကတော့လိုက်ဖို့ပြပါပေါ့အဲ့ဒါမီးအိုးလုပ်ပြီးတော့ဗျာမီးကိုဖို့အိမ်ရောက်မှပဲသူမီးကူးပေါ့ဗျာအဲ့လိုမြေအိုးထဲမှာမီးကိုထည့်ပြီးတော့သူယူသွားပြီးတော့ဖိုင်ရုပ်သူပို့လိုက်တယ်ဖိုင်ရုပ်အိမ်ပို့တော့သူတို့ရွာကနေပြီးတော့ဘလုံးလောက်မောင်းသွားလဲဆိုရင်စိုက်ကယ်နဲ့တော့မှ2နာရီခွဲလောက်
3 နိုင်ဝန်းကျင်လောက်မောင်းရတယ်ခကြီးအဲ့တော့ဒီမီအိုကြီးနဲ့ဘာကြီးကနောက်မှာဘာကြီးကမီအိုရွက်ထားတယ်အဲ့တော့သူကမောင်းတယ်လမ်းခကြီးကလည်းကျန်းတယ်ဗျပြီးတော့ဘယ်လောက်ထိဟိုတွင်ပြည့်တယ်ဆိုအဲ့ရွာလမ်းတွေကဟိုကျက်တစ်တွေကြီးတာလို့ပြောတယ်ဗျသူတို့ပြောကြီးတာလို့ပြောဒီခွေးလောက်အကောင်လေးတွေဒါပေမဲ့ကျက်တစ်ဗျအကောင်တွေကညကြရင်မှောင်ရင်ရွာထဲဝင်ပြီးတော့ရွာအိမ်ကဟိုအကောင်ပလောင်တွေဆွဲတာစားရပဲလုပ်တယ်ဟိုစိတ်တို့ဟိုနွားဟိုစိတ်တို့ပါကြက်တို့ဒါမှခွေးတို့အဲ့လိုကြိုက်သွားတယ်အကောင်ကြီးတော့မနိုင်ဘူးပေါ့သူကလည်းခွေးလောက်ပဲရှိတာပါအဲ့နဲ့ဘာလို့သူ့အတော်သူအိမ်လိုက်ပို့တော့ပို့ပြီးတော့သူလည်းအဲ့မှာစားတောက်ပြီးတော့မိုးချုပ်သွားပြီဗျရှင်းနိုင်ခွဲတော့ဖြုတ်ပါတယ်သူရှင်းနိုင်ခွဲတော့ဖြုတ်သွားတော့သူပြန်တာပေါ့နော်သူပြန်တော့သူအဖွားပါပြောသူ့အတော်ပါပြောဒါလည်းမပြန်နဲ့တော့အိမ်မှာပဲအိတ်လိုက်မနက်မိုးလင်းမှပြန်ပေါ့ညဘက်ဆိုတော့လန်ကီးမှာသားကောင်တွေပိုင်းနဲ့အန်တီရှိတယ်တော့ပါပြောဆိုမဖြစ်ဘူးလေကျွန်တော်ပြန်မပြတ်မယ်ကျွန်တော်မနေ့ပြန်ဟိုမြို့ကိုတွားရမှာဆိုတော့ဒီညကျွန်တော်အိမ်ပြန်ပြီးလိုအပ်တာဘာညာလုပ်ပြီးတော့ရင်ကျွန်တော်ညအိမ်မနက်စောစောမှကျွန်တော်ထပြန်မှကျွန်တော်မြို့ကိုရောက်မှအလုပ်ကိုဝင်ရအောင်မှာပေါ့ဒီညအဖွားကြီးမှအိမ်လိုက်ကျွန်တော်မနက်မိုးလင်းမှဆိုရောပြန်ရင်ကျွန်တော်ဘယ်လိုနည်းနဲ့မှမြို့ကိုပြန်ဖို့အချိန်မမီဘူးပေါ့အဲ့ဒါပြောဆိုပြီးတော့သူကအဲ့ဒီနေ့အဖွားကြီးအိမ်မှာမအိပ်တော့ဘဲနဲ့ရွာထိပ်မှာသူဘာလုပ်လဲအရက်တပလင်းဝယ်လိုက်တယ်ရက်ကလေးတောက်ပြီးတော့သူမောင်းလာဆိုင်ကမောင်းလာရင်သူလမ်းခရီးမှာသူ့နောက်ကနေပြီးအကောင်တကောင်ပြေးလိုက်လာနေတယ်လို့ခံစားရတော့ဆိုင်ကမောင်းသွားနေတော့ဗျပကြီးမာမာသူ့အနေနဲ့အရေးတကူသူ့နောက်ကိုပြေးလိုက်နေတယ်လို့မြင်ရတယ်သူဆိုင်ကသူရက်လိုက်ပြီးသူပြောငါဆိုင်ကမှာလာထီပါလာထီဆိုတဲ့ဘောကျွန်တော်ဝါတော့ကိုဟိုဘက်ထိပ်ဒီဘက်ထိပ်တန်ပိုက်ဆွတ်ထားတယ်ဗျလမ်းခီးမှာအနေပြက်လာရိုက်နှက်ဖို့ပြုဖို့သူတို့လှုပ်ထားတာဆိုင်ကမှာသူချီထားတယ်တောရွာလူတွေထုံးစားသူတို့ပဲတော့အဲ့ဒီလှုပ်တော့ချောင်းပါလာထီပါတယ်အဲ့တော့ငါဒီလာထီကိုထောက်လိုက်တယ်ပေါ့နော်ထုတ်ပြီးတော့ငါကြည့်တော့ပေါ့ဝင်းမျိုးတရားငါ့ကိုပဲလူဖို့ရဖို့အနေပေးဖို့လိုက်နေတာအဲ့ဒါမဟုတ်ဘာမှမတွေ့နဲ့သူလည်းစီးသွားခြင်းနဲ့ပဲသူလည်းနည်းနည်းတောက်သွားတယ်လို့သူအရှိန်ရလည်းရှိနေတယ်မှာနည်းနည်းသူလည်းဟိုလုံးဝမူးနေတာမဟုတ်ပါမဲ့ဟိုရဲစေးတင်တာတောက်သွားတော့မကြောက်တတ်တော့ဘူးပေါ့အဲ့ဒါသူစီးသွားတယ်လမ်းပေါ်မှာပဲသူစီးသွားတယ်စီးသွားပြီးတော့သူရွာလူတွေ30တက်မှာစီးသွားပြီးတော့တဇွေး3ကထွေးပြီးတော့ခြေထောက်နဲ့3ကပေါက်ရတယ်အဲ့ဒါကလှုပ်လိုက်တယ်အဲ့ဒါလှုပ်ပြီးတော့တတ်ထိုင်လိုက်တယ်ဆိုင်ကပို့ပြန်ဆိုင်ကပြန်ထွက်လာတယ်ပေါ့ထွက်လာတော့ဆိုင်ကမောင်းနေတာလေငါအိမ်ကိုမရောက်နိုင်ဘူးငါဘယ်ကိုရောက်နေလဲဆိုတော့ငါမသိတော့ဘူးလေသူပြောဆိုင်ကလမ်းမာပြီးတော့အဲ့လိုမဆုံးတော့လမ်းလို့ဖြစ်နေတယ်မှာဒီလိုဟိုလိုဇဝေဇဝါတွေဖြစ်နေငါဒီလမ်းဖြတ်လာပဲစောပဲဒီလမ်းငါဖြတ်လာပြီလို့အဲ့မှာသူဝင်ကဘာပတ်တယ်လို့ဒီထဲမှာပဲပန်းနေတယ်စောငါစီးတော့တဲ့နေရာကိုပြန်ရောက်လာတယ်အဲ့လိုမျိုးအဲ့လိုလုံနေကြည့်လေကြောပတ်ဝန်းကျင်မှာကျတော့အိမ်တလုံးတွေ့တယ်ဖြစ်ချင်တာဖြစ်ဒီအိမ်ကလူမမေးမှဖြစ်တော့မှာပေါ့ဒီလမ်းပေါ်ဘလို့ထွက်မလို့ငါဒီနားမှာပတ်နေတာပဲတော်ကြာပြီပေါ့အဲ့ဒီအိမ်ကလူကိုတွားပြီးတော့သူပြောတယ်ပေါ့အဖိုးကြီးတယောက်အိမ်မှာအိမ်နေကိုပြစ်ပေါ်မှာတော့ချန်ပီယံလမ်းပေါ်မှာဗျာဖိုးရဲ့ခြံထဲမှာကိုပြစ်ပေါ်မှာအိမ်အဲ့ဒါတော့လှမ်းခေါ်တယ်အိုးဘဘဆိုဟိုအဖိုးကြီးဖေးပေါ့ဗျာဟောတာပေါ့ဖိုးရမထားရင်တော့ဆိုင်ကလီဗာဆွဲပြီးဟွန်ဒီအဲ့လိုအတန်ဆူညံလောက်တော့ဘူးဘီပြဲလောက်တော့ဗျာဆိုင်ကလီဗာလေးဆွဲပြီးတော့နောက်တော့ဟွန်နေတီးပြီးတော့အိုးဘဘနဲ့အဖိုးရတရင်းနဲ့ထားလာပြီးတော့ငါးဖွင့်ပြီးတော့ကောင်ဆဲတယ်လေရိုးသားအနတ္တဆဲရဖအေးနှမတွေနဲ့ဆဲတယ်ဆဲပြီးတော့မင်းဘာဖြစ်လို့ငါ့ရှိမှလာပြီးတော့တိုင်းထွာပြီးဆဲဆိုပြီးတော့မင်းဘာဖြစ်လို့ငါ့ရှိမှလာပြီးတော့နောက်ချက်ပြီးနေတာလဲဆိုတော့သူပြောတယ်ပေါ့ခင်ဗျအဲ့လောက်ထိစိတ်မဆိုးပါနဲ့ဗျာကျွန်တော်လည်းအန်ဒီကျွန်တော်လည်းအခက်အခဲဖြစ်နေလို့ဒုက္ခပေးလို့ဖြစ်သွားရင်တောင်းပန်ပါတယ်ပေါ့နော်ကျွန်တော်ဒီရွာကိုပြန်နေတာလမ်းမသိတော့ဘူးလမ်းပြောင်းနေလို့ပါအဲ့ဒါအဖိုးရတို့ဆဲပြီးပြောတယ်လေအခုမင်းရှေးမှာတွေ့ရလမ်းတိုင်းတဲရသွားတယ်အရှင်းမှာမင်းပထွေးကိုတွေးလိုက်မယ်အဲ့မင်းပထွေးကိုမေးလိုက်လို့ပြောတယ်ဆိုတော့အဖိုးရဝုန်းဆိုတကားပိတ်ပြီးပြောင်းဝင်သွားတယ်လေအဲ့ဒါသူလည်းကဲဒီတဲရသွားလိုက်တော့တော့အရှင်းမှာဘာတွေ့လဲဆိုတော့
post တစ်ခုတွေ့တယ်ဗျဟိုတဲလို့အမျိုးတစ်လုံးတွေ့ပြီးတော့အဲ့မှာမီးပို့ပြီးတော့လူတယောက်ဆောင်းချုံမိထိုင်နေတော့သူအဲ့ကိုရောက်သွားသူဆိုင်ကရက်လိုက်သူဆင်းလိုက်တယ်ရှင်းပြီးတော့သူသွားပြီးတော့နှုတ်ဆက်တယ်လက်ဦးတွေပါချီချက်ပြီးသူနှုတ်ဆက်တာပေါ့ဗျသူတို့ပြီးတော့ကျွန်တော်ဘောတော့မင်းလမ်းပြောက်လာလို့လမ်းမေးပြရစီပါနဲ့အဖိုးကြီးကလန့်ချင်နဲ့ပြောတယ်ထိုင်းလို့ပြောတယ်ထိုင်းစားနဲ့သူလည်းဘေးနားမှာဝင်ထိုင်လိုက်တာပေါ့နော်ထိုင်းလိုက်တာအဖိုးကြီးကသူ့ဒီလိုမျိုးလုပ်ပြလက်ကိုတောက်ပေါ့ဗျာတောက်ဆိုတော့သူလည်းကြည့်တော့ရင်းနှွေးပေါ့နော်အဲ့တော့လည်းအရက်ပါလာတော့တတိယတော့အရက်ပလင်းယူပြီးအဖိုးကြီးပြောတယ်ကျွန်တော်မှအရက်ပါတယ်တောက်မလားဆိုအဖိုးကြီးကအုန်းတော့ပြောတာနဲ့သွားရင်းနှွေးခက်ကိုရင်းနှွေးတုံပြီးတော့အရက်ကလေးညက်ပြီးတယ်အဲ့တော့ဘုရားခပ်ယူမတော့သေးဘူးလေအဲ့ဒါသူလည်းသူ့တောင်းရင်သူငှက်ပြီးပြောတယ်သူလည်းတောက်တော့ပလင်းနဲ့မဟုတ်ဘူးတောက်ပြီးတော့ဘိုးကြီးသူမေးကျွန်တော်လမ်းသွားကျင်တယ်ဘောနော်ဒီကဘယ်လိုပြရမလဲကျွန်တော်လမ်းပြောင်းနေတယ်ပါညာဆိုဘိုးကြီးကအုံအဲ့အုံကလွယ်လို့သူ့ကိုစကားလည်းဘာမှပြောမပြောဘူးဟိုအတန်လည်းအဲ့ဒီဟာပဲလုံနေဟာဟဲဟိုအဲ့လောက်ပဲအများကြီးမဟုတ်အဲ့ဒါသူတို့ဟိန္ဒူတွေမရှိတယ်ဗျသူတို့သာသနာလို့ပြောတယ်သာသနာဆိုတဲ့အဓိပ္ပာယ်ဗျဟိုတခုခုကိုဗျဟိုတရားမှတ်နေတရားပွားများနေဗျလူတွေနဲ့စကားပြောမပြောဘူးဗျအဲ့လိုမျိုးသူတို့တွေဟိန္ဒူတွေမှာသူတို့ရဲ့ကျင့်စဉ်တွေရှိတယ်ဗျအဲ့လိုကျင့်စဉ်တွေလုပ်တဲ့လူတွေကဗျစကားတော့ပြောရင်လည်းခမ ्या ကိုရင်ကျေးမှုရအတိမတ်ပြုတဲ့အနေနဲ့ဟိုအာသံပေးတော့ဟိုအဲ့လောက်ပဲဒီတက်ပို့ပြီးတော့စကားမပြောဘူးဗျအဲ့တော့အဲ့ဒါနဲ့ဒီဘိုးကြီးစာသနာလုံးနေတာဖြစ်မယ်ပေါ့နော်အဲ့ဒါကျွန်တော်လမ်းညွှန်ပေးပါအောင်ဆိုတော့ဘိုးကြီးကအဲ့လိုမျိုးလက်ကိုဒီလိုမျိုးလုံးပြရတယ်လေအဲ့လုံးပြတဲ့ဘက်ကိုကြည့်တယ်ကောကောင်းမှုချုံတဲ့အမျိုးသမီးတယောက်ဒီသမီးဒီလာလ်တင်လို့ပြောတယ်လာလ်တင်ဆိုတဲ့ဘောဗျအထဲထဲမှာစီမီကွက်ကိုထည့်ပြီးဆိုတော့ကျိုးနဲ့တွဲလောင်းဆွဲထားတဲ့ဟာလေးဗျအဲ့ရှိမှဒုတ်ကလေးမှခြီထားတော့လာလ်တင်လို့လာလ်တင်လေးနဲ့လာနေအဲ့ဒါဘိုးကြီးအဲ့ဒီဘက်ကိုဒီလိုမျိုးလက်ကိုဒီလိုလုံးပြရတယ်အဲ့ဒါသူကြည့်လိုက်တော့ဟိုဘက်ကလာတော့ဘိုးကြီးဆိုလို့တဲ့ဘောကလာနေတဲ့လူမေးလို့ပြောတဲ့သဘောမျိုးဖြစ်တော့အဲ့ဒါတော့လေဒီဘိုးကြီးတရားမှတ်နေတယ်သူပါတယ်ဘောသူနောက်ဆက်ထပ်မပြီးတော့အဲ့ဒါလာနေတဲ့အမျိုးသမီးကိုကြည့်လိုက်ဆိုသူဆိုင်ကယ်ပေါ်တင်လာတဲ့အမျိုးသမီးပြန်တယ်အဲ့ဒါတော့ပြောဟာခမရဒီရွာလာလားဘောနော်ကျွန်တော်လိုပဲလမ်းပြောက်လာတယ်ဗောဗျာကျွန်တော်ကိုကူညီပါအောင်ဗောဘယ်လိုပြန်ရမလဲမသိဘူးအဲ့ဒါအမျိုးသမီးကဘာပြောလဲဆိုသူနင်းကလမ်းပြမယ်ဒါပေမဲ့နင်းကအကူညီတစ်ခုပေးရမယ်ဘာလဲဗောနင်းကပြန်ခေါ်ရမှာလားဆိုမဟုတ်ဘူးတဲ့ငါပြန်မလိုက်ဘူးတဲ့ငါနင်းကိုလိပ်စာတစ်ခုပြောပြမယ်အဲ့လိပ်စာမှာတဲ့ငါရဲ့ကောင်လေးရှိရဗောဗျာငါအဲ့ဒီကိုသွားလို့မရဘူးတဲ့အဲ့တော့ငါ့ကိုပြောပြပါဗောနော်သူ့ငါစောင့်မျှော်နေကြောင်းတတိယကြောင်းသူ့ငါအမြဲတမ်းအမတ်တရားတတိယနေကြောင်းလွမ်းနေဆွေးနေကြောင်းဗောဗျာတဘောကတော့သူ့ကောင်လေးကိုသတင်းစကားပြောပြပါဗောအဲ့ဒါကောင်းပါပြီဗောကျွန်တော်မျိုးရောပြောပြပါမယ်ဘာကြောင့်သူဒီလေပြောဆိုကြည့်ပေးပြီးတော့အဲ့ဒါသူ့ကောင်မလေးကပြောတယ်ဒီလမ်းတိုင်းတဲ့တဲ့တော့ဆိုင်ကယ်ကိုဆက်နှုတ်ပြီးထိုင်ပြီးရတယ်တဲ့တဲ့တော့လက်မကြည့်ပါနဲ့ဗောနော်ဘာပဲကြာဘာတမ်းပဲကြာဘာပဲမြင်ဆိုင်ကယ်ကိုလည်းမရက်နဲ့လှည့်လည်းမကြည့်နဲ့ငါပြောတဲ့အတိုင်းငါစကားကိုနားထောင်တဲ့တဲ့တော့ဆိုသူလည်းတီးနေပြီသူ့စိတ်ထဲမှာလည်းသူလိုတီးနေပြီဒီကောင်မလေးကဟိုဘိုးကြီးကပြောထားတဲ့တီးထားတယ်ဗောနော်ပြီးတော့သူပြောတဲ့လိပ်စာကလည်းသူလိုက်စုံစမ်းသားတော့ဟိုသူ့ကောင်လေးမျိုးပေါ်ရောက်သွားတယ်ကောင်လေးရဲ့လိပ်စာဗောဗျနာမည်ကလည်းအဲ့ကောင်လေးနာမည်ဆိုသူတီးနေပြီဒါတော့တခုပဲဗောဒါပေမဲ့သူလည်းဘာမှတော့ပြန်ပြီးတော့စောတကားတက်ပြီးတော့ဟိုလိုဖြစ်တယ်သူပြောမပြောရဟိုအမျိုးသမီးကလည်းနင်းကကူညီလိုက်မယ်တီးတဲ့တော့လုံးဝမရက်နဲ့မရက်မနာမောင်းနေဘယ်သူပဲဘာသာပဲကြာလှည့်မကြည့်နဲ့ဆိုပြီးတော့ပြောလို့လိုက်သူလည်းတောက်လျှောက်မောင်းလာတယ်လမ်းခရီးမှာဒီဘတ်ကြီးမှလုံးအမျိုးသားမှာအမဲအောင်ရိတ်တွေသူ့နောက်ကိုဒီလိုပြေးလိုက်တယ်လို့ပုံစံမျိုးပေါ့ဗျာဝိုးရိုးဝါးတွေသူမြင်ရတယ်အဲသူမောင်းနဲ့သူကြောက်စိတ်ကြောက်မြန်သူအရက်ပလင်းကိုသူယူလိုက်တယ်သူမောတော့တယ်မောင်းတယ်အဲ့ဒါအမူးလွန်သွားတာပြင်မှာပေါ့သူဝုန်းဆိုပြီးတော့ဆိုင်ကယ်ကိုလူလဲသွားတယ်လဲပြီးဒီကောင်လေးလုံးဝဟိုရင်းပြောက်သွား
သူတတိရလာတဲ့အချိန်ကျမနေ့မိုးလင်းနေပြီတော့သူ့လူတွေဝိုင်းကြည့်နေသူရောဆိုင်ကရောလမ်းဘေးမှာလဲနေအဲ့တော့သူညအဲ့ဒီမှာတွေ့ခဲ့တဲ့အရာတွေအားလုံးကဘာမှဟိုဘယ်လိုပြောမလဲဆိုတော့မဟုတ်တယ်လို့ပဲပေါ့နော်အဲ့ဒါသူလည်းတစ်ခုလုံးနာကျင်နေပြီဆိုင်ကယ်ကိုထူလူတွေကဘာဖြစ်လို့မင်းဒီမှာမူးပြီးအိမ်နေတာလဲပေါ့အဲ့တော့ငါဒီရွာကိုသွားတယ်မင်းရွာဟိုမှာရှေ့မှာရောက်တော့မယ်လေတဲ့မင်းဘာဖြစ်လို့ရွာที่မပြန်မဲနဲ့ဒီရွာပြန်မှာအိမ်နေတာလဲဆိုအဲ့ဒါသူလည်းရှက်ရှက်နဲ့ဆိုင်ကယ်ပေါ်တက်ပြီးဆိုင်ကယ်မောင်းပြီးထွက်လာအဲ့တော့ရေမိုးချိုးပြီးတော့သူ့အမေသူပြောပြတော့အမေဒီလိုပဲဖြစ်တယ်ပေါ့ညကျွန်တော်လက်ခီးမှာဒီလိုပဲကြုံနေဆိုတော့အဲ့ဒါဖះเจ้าတော့ပေါ့အမေကဖះเจ้าတော့ပေါ့နော်ဖះเจ้าမှာတော်ပြီးဖះလူကြီးမှာတော်ပြီးမြေတာခံယူလိုက်ပါညာပေါ့ဗျာအဲ့ဒါနဲ့ညအရက်တော့တာများပြီးဖြစ်တာပါညာဆိုဒါမဲ့သူနောက်နေကြတော့သူမျိုးပြန်တယ်ပေါ့မိုဘိုင်းမျိုးပေါ်ပြန်လာပြီးတော့မျိုးပေါ်ရောက်တော့သူအဲ့လိပ်စာအတိုင်းသူသွားစုံစမ်းတယ်စုံစမ်းတော့အဲ့ဒီကောင်လေးကိုသူတွေ့ခဲ့တယ်တဲ့သူပြောပြခဲ့တယ်ပေါ့နော်မင်းရဲ့ချစ်သူကောင်မလေးပေါ့နော်အခုလိုမျိုးဖြစ်နေတယ်ပေါ့အဲ့တော့သူပဲငါ့ကိုလန်ခီမှာတွေ့ပြီးတော့လိပ်စာပေးလိုက်လို့အမင်းစီလိုက်လာတယ်ပေါ့အဲ့တော့ဖြစ်နိုင်မယ်ဆိုရင်သူ့ကိုကျွတ်ဖို့လွတ်ဖို့အတွက်ကိုမင်းဆူတောင်းပြီးတော့တစ်စုံတစ်ခုဟိုဘုရားမှာဟိုရင်လုပ်ပေးပါပေါ့ကောင်မလေးကိုကျွတ်သွားလွတ်သွားဖို့အတွက်ကိုပေါ့နော်မင်းကိုချစ်တဲ့စိတ်ကြောင့်မကျွတ်မလွတ်ပဲနဲ့အခုလိုမျိုးဖြစ်နေတယ်ပေါ့ရောအဲ့ဒီကောင်လေးကလည်းအိမ်အောင်ကြပြီးကလေးတယောက်ရနေပြီမျိုးပေါ့အဲ့တော့အဲ့ဒီကောင်လေးကလှုပ်ပေးတာမလှုပ်ပေးတာတော့သူမသိဘူးသူ့အနေနဲ့ကတော့သူ့ကိုမှာလိုက်တဲ့အတိုင်းသူရောက်အောင်ရှာပြီးတော့တွေ့အောင်ချိန်ပြီးတော့သူဒီစကားကိုတော့တရေမှပြောလိုက်တဲ့စကားတော့သူပါခဲ့တယ်ပေါ့ဗျာဒါသူဘဝရဲ့သူပြောပြတဲ့သူအမှန်တကယ်ကြုံတွေ့ခဲ့တဲ့ဖြစ်ရမှန်ဇလန်းလေးတစ်ခုပေါ့နော်ဒါခရစ်စမတ်ကာလလေးမှာဖြစ်တဲ့အတွက်ခုလိုခရစ်စမတ်ချိန်ကာလမှာအမတ်တရားတတိတရားနဲ့ဒါလေးကိုပြန်ပြီးတော့ပြောပြတာကျွန်တော်တို့ခင်ဗျားတို့မသိတဲ့လောကမှာရှိတဲ့အရာတွေအများကြီးရှိတယ်အဲ့တော့မသိခင်မှာလည်းအစွဲလန်းကင်းနဲ့တည်နိုင်ဖို့တည်ပြီးသွားရင်လည်းကောင်းရမွန်ရရောက်နိုင်ဖို့အတွက်ကိုနော်မိမိယုံကြည်ရာဘာသာတရားရဲ့အဆုံးအမတွေနဲ့မိမိရဲ့နော်ကိုယ်ကိုယ်ရာဘာသာရဲ့ထုံးတမ်းစဉ်လာတွေအတိုင်းမပြတ်မကွက်လိုက်တော့ကျင့်ကြံနေထိုင်ရင်းနဲ့ဘဝရဲ့အခက်အခဲတွေဘဝရဲ့ဘယ်လိုပြောမလဲတန်တရားကနေလွတ်မြောက်ဖို့ပေါ့နော်ကြိုးစားအားထုတ်ကြပါလို့ပြောရင်းနဲ့ဒီနေ့ကျွန်တော်ရဲ့မျှဝေမှုဒီမှာပဲဆုံးသက်လိုက်တဲ့အားလုံးပဲခရစ်တော်ရဲ့မွေးဖွားခြင်းကြောင့်ဘာသူကဘာသာအားလုံးနဲ့တကွာခင်ဗျားတို့ပုံမှာလဲငြိမ်းချမ်းမှုပြပြကြားရောက်ပါစေနော်ဘိုင်ဘိုင်